everyone ဒီကော့အနေပြန်လေးချိုးဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ minor major 7ဆိုတဲ့ကော့အမျိုးအစားကိုကျွန်တော်လေ့လာသွားမယ်ပေါ့နော် minor major 7ကော့ကိုဘယ်နေရာမှာသုံးလဲဆိုရင်တရုတ်သချင်းတစ်ပုဒ်ရှိတယ်ပေါ့နော်တရုတ်သချင်းနားထောင်တဲ့သူတို့သိမယ်跳楼机ဆိုတဲ့အဲ့ဒီရဲ့တရုတ်သချင်းထဲမှာသုံးထားတယ်ပေါ့နော် chorus မှာ baby 我们的感情好像跳楼机ဆိုမှစောင်းလေးစင်တော့တယ်ပေါ့နော်အဲ့လိုမျိုးစင်တော့နေရာမှာသုံးတယ်အဲ့ဒါကိုလက်တွေ့လေးကျွန်တော်တို့အပြင်မှာသုံးလို့ရတယ်ပေါ့နော်တချင်းထဲမှာကျွန်တော်တို့သုံးထားတယ်ပေါ့နော်သူကBaby 我们的感情好像跳楼机ဟုတ်နော်အရင်နောက်ထောင်ကောင်းနော် F ပြီးရင် F minor major 7ပေါ့နော်အဲ့ပြီး E minor ကိုသွားတယ်ဆိုတော့ဒီမြန်မာတချင်းထဲမှာလည်းပဲရှိတယ်ပေါ့နော်ဒါပေမဲ့အချိန်မပေးနိုင်ကျွန်တော်လည်းမရှာနိုင်ဘူးဆိုတော့အစားထိုးသုံးရတဲ့နေရာတွေကိုကျွန်တော်ဒီနေ့ပြောပြပေးတော့မယ်ပေါ့နော်အခုဇော်ပိုင်ရဲ့လမ်းဆောင်ဆိုတဲ့တချင်းထဲမှာလည်းပဲသုံးလို့ရတယ်အဓိကတော့ F ကနေမှ G ကိုသွားမယ် G ကနေတစ်ခါပြန်မှ E minor ကိုသွားမယ် A minor ကိုဆင်းမယ်အဲ့လိုမျိုးတချင်းတွေမှာသုံးလို့ရတယ်ပေါ့နော်ဇော်ပိုင်ရဲ့လမ်းဆောင်ထဲမှာဆိုရင်ငိုချင်တော့လုံးလေးတွေဟန်ဆောင်ကပြုံးတာပေါ့နော်အဲ့လိုနေရာမှာ G ရဲ့နေရာမှာအစားထိုးမယ်ပေါ့နော်ငိုချင်တော့လုံးလေးတွေဟန်ဆောင်ကပြုံးတာတော့အရသာလေးနည်းနည်းလေးကွဲတော့တာပေါ့နော်အဓိကကတော့ကျွန်တော်တို့ကာဗာဆောင်းစုံမဲ့သူတွေဖြစ်ဖြစ်တချင်းရေးမဲ့သူတွေဖြစ်ဖြစ်ပေါ့နော်ကော့ရဲ့စီစဉ်ပုံစီစဉ်နည်းကိုကျွန်တော်တို့လေ့လာထားမယ်ဆိုရင်ဒီနေရာမှာဒါသုံးတာထက်ကျွန်တော်တို့ကဒါကိုသုံးမယ်ဆိုမှခွဲခြားနိုင်တယ်ပေါ့နော်အခုလည်းပဲ G ကိုသုံးမှထက်ဆိုင်ရင် F minor major 7ဝေပြီးသုံးလိုက်ရင်ကျွန်တော်တို့ကအရသာတစ်မျိုးပေါ်လွင်စေတယ်ပေါ့နော်အဲဆိုတော့နောက်တစ်ပုဒ်ရှိသေးတယ် T2 အောင်ရဲ့မိထားတင်သူဆိုတဲ့တချင်းထဲမှာလည်းပါတယ်ပေါ့နော်နေပန်းစင်လိုက်ဘဝတေတခုဒီလိုကိုမင်းမိထားတင်လေပေါ့နော်အဲ့ထက်မှလည်းပဲ G ညမှာအစားထိုးမှာပေါ့နော်နေပန်းစင်လိုက်ဘဝတေတခုဒီလိုကိုမင်းမိထားတင်လေဆိုတော့အရင်ကောင်းတယ်ပေါ့နော်သူက F ကနေ F minor major ကိုတွားတယ်အဲ့ဒါပြီးရင် E minor ကိုပြန်ဆင်းတယ်နောက်ထပ် A minor ကိုပြန်တွားတယ်ပေါ့နော်ဆိုတော့အဲ့လို chord progression လေးတွေတွေ့လာခဲ့ရင်ကျွန်တော်တို့ဒီ F ကနေ G ကိုတွားမယ်အစား F ကနေ F minor major လေးကိုတွားကြည့်ပါဒါဆိုရင်အရသာအတစ်တစ်မျိုးပေးမယ်ပြီးရင်ကိုကလည်းပဲနည်းနည်း professional ဆက်ဆံလေးဖြစ်သွားမယ်ပေါ့နော် chord အစမ်းလေးတစ်ခုလေးအရသာတစ်ခုနဲ့ကျွန်တော်တို့အတစ်တချင်းပြန်ပြီးတချင်းတစ်ပုတ်ကိုပြန်ပြီးတော့ဖွင့်နှွှဲပြီးတော့ဆိုလို့ရတယ်ဆိုတဲ့အရာလေးကျွန်တော်ဒီနေ့ review လေးလုပ်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဘူးတရားရကြမယ်လို့လည်းမျှော်လင့်နေကျွန်တော်လည်းအတူနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့ God bless you တွေ့များနေချစ်ဒီစီလာခဲ့ကံပြောက်တဲ့ငါဘဝကပေးတာလို့အတားရပြန်ချစ်လိုက်ကောင်းလို့နေစေခုတွားတဲ့အနန္တပွင့်တို့ရင်မှငူတကယ်ဆိုမ